ပတ်တဲ့၄ခုတောင်ပါလာတဲ့ eFootball ရဲ့ John 11 update အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Youngster Asian ပါဒီနေ့ကတော့ပုံမှန်အတိုင်းပဲဂျာတာဘရင်းနေစာပါမင်တင်းနဲ့ပြီးသွားတဲ့အချိန်မှာဗားတဲ့အစ်စ်ပါလဲကျွန်တော်တို့လိုက်ကြည့်အောင်ပထမဆုံးတစ်ခုအနေနဲ့ကတော့ Buffon ရဲ့ big time boss ပေါ့အဲ့ဒါအီတလီ2006တုန်းက World Cup ရခဲ့တဲ့နှစ်ကို inspire ယူပြီးတော့ထုတ်ပေးထားတာလက်စွမ်းရှယ်ပြခဲ့တဲ့ Buffon နဲ့အတူအစ်စ်ပါဝင်လာတာကတော့ Zambrotta ရဲ့ PLO ကတော့အားလုံးပဲရင်းနှီးကြမယ်လို့ထင်တယ်သူတို့နှစ်ယောက်ပါဝင်လာခဲ့ပါတယ်နောက်ထပ်ကျွန်တော်တို့ပတ်၄ခုရှိကိုသွားလိုက်ရအောင်ဒီပတ်၄ခုလုံးက premium မဟုတ်တဲ့အတွက် update တစ်ကောင်စီတော့ပါမှာမဟုတ်ဘူးဒါပေမဲ့ manager တော့ဒီပတ်၄ခုလုံးမှာပါဝင်ပါတယ်ပထမဆုံးကတော့ကျွန်တော်တို့ပြင်သစ်ပတ်ပါပြင်သစ်ပတ်ကို premium ထုတ်ပေးလာကျွန်တော်ပူကြိုက်မှာဒါပေမဲ့လည်းကျွန်တော်ဒီနီးပြလောင်မောကောင်တာစစချင်းကလေးကကျွန်တော်အရင်ကြိုက်တဲ့နီးပြဖြစ်တဲ့အတွက်ဒီ double booster မှာလည်းအကျန်းအောင်မယ်လို့ထင်တယ်ကျွန်တော်ပဲဆော့ပြီးသွားရင် review လုပ်ပေးပါမယ်နောက်ထပ်ပတ်တစ်ခုကတော့ Germany ပတ်ပါ Germany ပတ်မှာဆိုရင်လည်း manager ကလောင်မောကောင်တာ manager ဖြစ်ပါတယ်နောက်ထပ်ပတ်တစ်ခုကတော့ Netherlands ပတ်ပါ Ronald Koeman နဲ့အတူပါဝင်လာခဲ့ပါတယ်ဒါကတော့ဒီပတ်၄ခုထဲမှာလူစိတ်ဝင်စားမှုအနည်းဆုံးပတ်ဖြစ်မယ်ထင်တယ်ဒါကတော့ Turkey ပတ်ပါအဲ့တော့ကျွန်တော်တို့ big time show time box တွေပြန်သွားလိုက်ရအောင်ပထမဆုံး Turkey League ကနေပြီးတော့ seasons back ဆိုပြီးတော့ big time show time box တစ်ခုကိုထုတ်ပေးထားတယ် big time ကတော့ Kuchu ပါ show time တွေကတော့ Osman နဲ့ဟို Bullet Hatter ကောင်တော့သိကြမယ်လို့ထင်ပါတယ်နောက်ထပ်တစ်ခုက monthly MVP ဆိုပြီးတော့ထုတ်ပေးထားတဲ့ Turkey League show time box ပါနောက်ထပ် box တစ်ခုကတော့ J League ရဲ့နှစ်တရာပြည့် version နဲ့ထုတ်ပေးထားတဲ့ J League show time box ပါနောက်တစ်ခုကတော့ PODD ဆိုတဲ့ World Cup နဲ့ဆိုင်တဲ့ campaign တစ်ခုပေါ့အဲ့အကြောင်းကိုကျွန်တော်နောက်ဗီဒီယိုမှာသေးစိတ်ရှင်းပြပေးမယ်ကဲဟုတ်ပါပြီဂျွန်11ရဲ့ server maintain နဲ့အပြီး recap ကတော့ဒီလောက်ပါပဲအစောကြီးကြည့်ပြတော့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ကျွန်တော်အကောင့်မှာ eFootball အကောင့်တွေရောင်းတာဝယ်တာလဲတာလာလုပ်လို့ရတဲ့အပြင် coin တွေလည်းအကန့်အသတ်မရှိလာရောက်ဝယ်ယူနိုင်ပါတယ်ဗျာ